ကြောက်တိုင်းပြည်ဟာတောင်တန်းတွေကြားတည်ရှိနေတာဖြစ်လို့ငြိမ်းချမ်းသင့်ကြောင်းအခုကြတော့အဲ့ဒီလိုမဟုတ်ပဲအခြေအနေရှုပ်ထွေးနေပုံရတယ်ဆိုပြီးချန်ချိုသုံးသက်တဲ့အခါရှောင်းလင်ကဒီတိုင်းပြည်ကိုနဝိဇာတွေတည်ထောင်ခဲ့တာဆိုပြီးပြန်ရှင်းပြပါတယ်ချန်ချိုဒီအကြောင်းမကြားဖူးထားတဲ့အတွက်ရှောင်းလင်ကထပ်မံရှင်းပြလိုက်ရပြီးလွန်ခဲ့တဲ့900တုန်းကကောင်းကင်နဲ့မြေကြီးကြားမှာအရန်ဆွမ်းအားကြီးတဲ့မိစ္ဆာတွေပေါ်ထွက်လာခဲ့ကြပြီးနေရာတိုင်းကိုဖျက်ဆီးပစ်ခဲ့ကြပါတယ်ကဘာပေါ်မှာသူတို့ကိုတတ်နိုင်တဲ့လူလက်ချိုးရည်လို့ရတာကြောင့်နတ်ဖျားတိုင်းပြည်ရဲ့အရှင်သခင်12ယောက်ကသူတို့ကိုရှင်းပစ်ချင်ကြပေမဲ့မိုးမြေစီးမြင်းကြောင့်အောက်ဖုံလောကကိုဝင်မဆွတ်ဖက်နိုင်ကြပါဘူးဒါကြောင့်မိစ္ဆာတွေကိုတုတ်တင်ရှင်းလင်းနိုင်မဲ့အစွမ်းထက်တမန်တော်တွေဆေးလွတ်လိုက်ကြရပြီးသူတို့တွေဟာတိုင်းပြည်တစ်ခုကိုတည်ထောင်ခဲ့ကြပါသေးတယ်လွန်ခဲ့တဲ့နှစ်100တုန်းကမိစ္ဆာတကောင်ထွက်ပြေးလွတ်မြောက်သွားပြီးကြင်ကြံသူတွေလည်းအဲ့ဒီကောင်နောက်ကိုလိုက်လံဖမ်းဆီးကြရပြီးလက်ရှိထိုက်တောင်ကြီးအောက်မှာဖမ်းမိချေမှုန်းထားခဲ့ကြသလိုကြောက်တိုင်းပြည်ဟာလည်းအဲ့ဒီအပေါ်မှာအဆောင်ချက်အဖြစ်တည်ရှိနေတာဖြစ်ပါတယ်တစ်ဖက်မှာလည်းမင်းဆရာကမိစ္ဆာရဲ့စွမ်းအားကြီးမှုကိုမင်းသိပြီးသားဆိုရင်ခေါင်းမမှုကိုလက်လျှော့ခိုင်းနေပြီးမဟုတ်ရင်မေတော်ကြီးလိုဇက်သိမ်းသွားလိမ့်မယ်လို့ရှမ်းအားကိုချိန်ချောင်းနေတာကြောင့်ကြောက်တိုင်းပြည်ရဲ့လူလုံးရေလွှမ်းမိုးမှုကြီးကဘသူလက်ချက်လဲဆိုတာသူမှမသိဘူးထင်နေလားဆိုပြီးပြန်မေးလိုက်ပါတယ်မိစ္ဆာကောင်ကအရန်စွမ်းအားကြီးတယ်လို့သူတို့ရဲ့ယုံကြည်မှုကလည်းအဲ့ဒီပေါ်မှာမူတည်နေတာဖြစ်လို့ဘသူမှသူ့ကိုမတားဆီးနိုင်ဘူးဆိုပြီးမင်းဆရာပြောတဲ့အခါရှမ်းအားသူမှဘာလို့ရမလဲဆိုတာကောင်းကောင်းသိတယ်လို့ပြန်ပြောလိုက်တာကြောင့်မင်းဆရာအရန်ထိတ်လန့်သွားရပါပြီနတ်မြို့တော်ဟာသူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်ပြီးမေတော်ကြီးအတွက်လက်စားချေခြင်းစိတ်နဲ့တိုင်းပြည်တစ်ခုလုံးကိုလောင်းကြီးထက်မယ်လို့မစင်စားသင့်တဲ့အကြောင်းနတ်မြို့တော်မှာပိုင်ရှင်မရှိတော့ဘူးဆိုရင်အဲ့ဒီမိစ္ဆာကိုဘယ်သူမှထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့တားဆီးထားလိုက်ပါတယ်ဒါပေမဲ့ရှမ်းအားကတော့ကြောက်တိုင်းပြည်ကိုပြန်သွားတော့မယ်ဆိုပြီးရေတွင်းထဲရုတ်တရက်ခုန်ချသွားခဲ့တယ်လို့ဒီအချိန်မှာပဲအစေခံတယောက်မင်းဆရာစီရောက်ရှိလာပြီးတော်ဝင်တစိမ့်ပျောက်ဆုံးသွားကြောင်းရှောက်တင်တဲ့အတွက်မင်းဆရာလည်းကြောက်လန့်တကြားမြေကြီးပေါ်ပြစ်လဲကျသွားပါတော့တယ်တစ်ဖက်မှာလည်းချန်ချိုနဲ့ရှောင်းလင်းတို့စကားပြောနေတော့ပြန်တန်းလာတဲ့ရထားလုံးတစ်စီးကသူတို့ရှေ့ကဖြတ်သွားပါတယ်အထဲမှာတော့အရန်လာပါတဲ့မိန်းကလေးတစ်ယောက်လိုက်ပါလာခဲ့ပြီးအေဂရစ်မင်းကကိုယ်တိုင်ထွက်ကြိုဆိုရင်နှုတ်ခွန်းဆက်ရတယ်လို့အဲ့ဒီမိန်းကလေးကတခင်မလူဖုံးတစ်ဖြစ်လဲလူကြားကြားဆိုတဲ့ကျင့်ကြံသူတစ်ယောက်ဖြစ်နေပါတယ်သူမရောက်လာတဲ့အခါမုံတီးချင်းနေမြေစီကိုသွားခြင်းကြောင်ပြောလိုက်တာကြောင့်အေဂရစ်လည်းမျက်နှာမကောင်းဖြစ်သွားရပါပြီချန်ချိုကတော့ဒီမိန်းကလေးဟာပြင်ပကဘာကရောက်လာတဲ့ကျင့်ကြံခြင်းပညာရှင်ဖြစ်မယ်လို့ခံမှန်းလိုက်နိုင်ပါတယ်ကဝေရှင်ကစာလေးတစ်ခုဖတ်နေရင်ကျင့်ကြံသူတယောက်ရောက်ရှိလာမှန်သတိပြုမိသွားတာကြောင့်ဟာတိုက်ရဲမောလိုက်ပြီးလှုပ်ကြံတက်ဖြတ်သူတွေကိုအစင်သင့်ပြင်ပေါ်မှာကြားလိုက်ပါတယ်အကြောင်းကတော့ကြောက်ရှမ်းအားတိုင်းပြည်အပြင်ဘက်ခြေချလိုက်တာနဲ့တက်ပစ်ဖို့ဖြစ်ပြီးဒီတစ်ခါတော့အမားရွေးမဖြစ်စေချင်တာကြောင့်သူ့ရှေ့ရောက်လာရင်သူ့လက်နဲ့ကိုယ်တိုင်တက်ပြစ်ရမယ်လို့ကြုံရလိုက်ပါတယ်ဒီအချိန်ရှမ်းအားကတော့ရေတွင်းထဲကနေရေအနက်ပိုင်းထိကူးခတ်သွားလာနေပြီးလမ်းတစ်ဝက်မှာလည်းအခက်အခဲတွေအတားအဆီးတွေအများကြီးကြုံတွေ့ခဲ့ရပေမဲ့ကြော်ဖြတ်လာနိုင်ခဲ့ပါတယ်ရေအောက်မှာတော့အေယာမရုပ်ထုကြီးတစ်ခုကသူမကိုရုပ်ချီတိုက်ခိုက်လာခဲ့ပြီးရှမ်းအားကလည်းထီးကိုအသုံးပြုရင်းရှောင်းတင်းကအောက်ဖက်စီဆက်ဆင်းသွားလိုက်ပါတယ်နောက်ဆုံးမှာရေတွေကိုတားဆီးထားတဲ့အေယာမတကားကြီးတစ်ခုရှေ့ကိုရောက်ရှိလာခဲ့ပြီးတကားပေါ်မှာလည်းမန်တန်တွေအများကြီးကတ်ထားလျက်ရှိပါတယ်ရှမ်းအားကတော့အထဲဘက်ကိုအောင်မြင်စွာဝင်ရောက်သွားနိုင်ခဲ့ပြီးအတွင်းမှာတော့ရေမရှိတော့ပဲခြောက်သွေ့နေတာကြောင့်ဒီနေရာဟာနန်းမြို့တော်ကြီးရဲ့မြေအောင်တန်းတော်ဖြစ်မှန်သတိပြုမိလိုက်ပါတယ်အဲ့ဒီမှာတော့တန်ချင်းကျိုးတွေနဲ့အဖမ်းခံထားရတဲ့အေယာမမိစ္ဆာကြီးတကောင်ရှိလို့နေပြီးရှမ်းအားအထဲဝင်လာတာနဲ့တန်ချင်းကျိုးတွေလှုပ်ခါသွားခဲ့ကမိစ္ဆာကြီးလည်းမျက်လုံးဖွင့်ကြည့်လိုက်ပါတယ်သူမကိုမြင်တော့မိမငယ်လေးနေရောက်လာတာလားဆိုပြီးနှုတ်ဆက်လိုက်တဲ့အခါကြောက်ရွံ့ခြင်းမရှိတဲ့ရှမ်းအားကလည်းမတွေ့တာအတော်ကြာပြီလို့ပြန်ပြောလိုက်ပါတယ်မိစ္ဆာကြီးဟာနှစ်ပေါင်းများစွာအဖမ်းခံထားရတာမို့ဒေါသထွက်နေစေဖြစ်ပြီးရှမ်းအားကသူမမိခင်ကြောင့်မေးလိုက်တဲ့အခါမှာတော့ပိုလို့တောင်ဒေါသဖြစ်သွားပြီးရုန်းကန်လာခဲ့ပါတော့တယ်ဒါပေမဲ့ယေဒနာတွေကသူ့ကိုထိန်းချုပ်ထားလိုက်ပြီးမေတော်ကြီးကိစ္စကသူနဲ့ဘာမှမဆိုင်ဘူးလို့ပြန်ဖြေလိုက်တယ်လို့ရှမ်းအားကမေတော်ကြီးရဲ့မွေးစားသမီးဖြစ်ပေမဲ့သူမလောက်ထိအစွမ်းမရှိဘူးလို့ထပ်သတိပေးလိုက်ပါတယ်ဒါကြောင့်တသက်လုံးကြင့်ကြံရင်တောင်နင့်အမေလိုမျိုးအဆင့်ကိုမရောက်ရှိနိုင်တယ်လို့အခုချိန်မှလည်းအရန်အားနဲ့လွန်းတယ်လို့စော်ကားပြောဆိုနေတာကြောင့်ရှမ်းအားလည်းဒေါသထွက်လာရပါပြီသူဒီကိုဘာကြောင့်ရောက်လာတယ်လဲဆိုတာအခုထိနားမလည်သေးတယ်လို့သူ့ကိုလည်းရှော့တွက်လွန်းတယ်ဆိုပြီးရှမ်းအားပြောတဲ့အခါမိစ္ဆာကြီးကလည်းနင့်အဆင့်လောက်နဲ့သူ့ကိုထိန်းချုပ်နိုင်မှာမဟုတ်လို့ကစားမဲ့လို့မစင်စားဆန်းနဲ့ဆိုပြီးမျက်လုံးမိတ်ဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့ငါနင့်ကိုလွတ်ပေးဖို့ရောက်လာတာဆိုတဲ့ရှမ်းအားပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်မိစ္ဆာကြီးလည်းမျက်လုံးပြူးသွားခဲ့ရပြီးအရှိန်ဝါတွေကိုမထိန်းချုပ်နိုင်ပဲထုတ်လွှတ်မိလိုက်ပါပြီယေဒနာတွေကပြန်ထိန်းချုပ်ထားလိုက်ပြီးရှမ်းအားကလည်းဒိုင်းတစ်ခုနဲ့ကာကွယ်ထားလိုက်တဲ့အခါမိစ္ဆာကြီးကနင်ငယ်ဖို့ရောက်လာတဲ့သူကဘလို့လူမျိုးလဲဆိုတာကိုတေချာသိရလားဆိုပြီးပြန်မေးလိုက်ပါတယ်ရှမ်းအားကတော့နင်ဘသူလဲဆိုတာအရေးမကြီးတဲ့အပြင်အခုချိန်မှာအဖမ်းခံထားရတဲ့မိစ္ဆာတကောင်ဖြစ်လို့မကူညီဘူးဆိုရင်ဒီနေရာကဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့ထပ်ပြောလိုက်ပါတယ်ဒီမိစ္ဆာကြီးဟာနတ်ဖျားဆေးလွတ်လိုက်တဲ့တမန်တော်ဖြစ်နေပြီးမာယွန်းကျုံတောင်ခံထားရလို့ဒေါသပေါက်ကွဲနေရတယ်လို့ရှမ်းအားကလည်းဒီနေရာကကံကြမ္မာနန်းတော်6ခုထဲမှာနင်းရဲ့ဝိညာဉ်6ခုကိုချိတ်ပိတ်ထားတယ်ဆိုပြီးပြန်ပြောပါတယ်သူမသာဆန္ဒရှိမယ်ဆိုရင်ဝိညာဉ်တစ်ခုကိုချက်ချင်းလွတ်ပေးနိုင်ကြောင်းဆိုတော့တစ်ဖက်ကလည်းရုံမာတဲ့အပြုံးနဲ့လှုပ်ဝက်တော့ကနင်းစီမှာရှိနေတာလားလို့ပြန်မေးတဲ့အခါရှမ်းအားကသူ့စီမှာတော့6ချောင်းတဲက4ချောင်းရှိတယ်ဆိုပြီးပြန်ဖြေလိုက်ပါတယ်
မိစာကြီးကတော့သူ့လွတ်သွားရင်တိုင်းပြည်တစ်ခုလုံးကိုမြေပုံဖြစ်ပြောင်းလဲလိုက်မှဆိုပြီးချိန်ချောက်လိုက်တယ်လို့သူ့ကိုတစ်ခါလောက်လွတ်ပေးလိုက်တာနဲ့ကျန်တဲ့ဝိညာဉ်တွေကိုသူ့ဘာသာလွတ်အောင်လုပ်နိုင်တယ်လို့ပြောလိုက်ပါတယ်။ရှမ်းအားကတော့နင်းလိုမျိုးအစွမ်းထက်သူတယောက်ကဒီနေရာမှာချုံနှောင်ခံထားရတာဝမ်းနည်းစရာကောင်းလိုက်တာဆိုပြီးခြေပါလိုက်တဲ့အတွက်သူ့လိုမိစာကောင်ကိုဘာလို့ကူညီချင်ရတာလဲလို့ထပ်မေးလာပါတယ်။ဒီစကားကြတော့ရှမ်းအားလည်းနောက်ကျောဘက်ကနေပစ္စည်းတစ်ခုထုတ်ယူလိုက်ပြီးငါရဲ့လက်စားချေမှုအတွက်နင်းစွမ်းအားကိုလိုချင်လို့ပဲဆိုကအေးဆက်ပြီးကြောက်စရာကောင်းတဲ့အကြီးတစ်ချက်ကိုထုတ်လွတ်လိုက်ပါတော့တယ်